အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အဖဆရာဦးလိုင်နေဝင်းမိဆရာမဒေါ်စင်ဝါတို့၏သားသမီးဆရာခိုင်ကိုတင်မဲဖြစ်ပါတယ်ကျွန်တော်အခုဖတ်ပြပေးမယ့်အကြောင်းအရာလေးကကျွန်တော်တို့နုနယ်သေးသောရွှေညောပညာညီကိုမောင်နှမများနှင့်တကွရွှေညောပညာအားချစ်ခင်ရေးလေးလာကြကုန်သောမိတ်ဆွေများအတွက်ပညာမျှဝေခြင်းသာဖြစ်ပါတယ်ကျွန်တော်အခုဖတ်ပြပေးမယ့်အကြောင်းအရာလေးကဆုံးကဝေအောက်လန်းဘလူးတရေတပတ်ဥစ္စာဆောင်ထိုပုဂ္ဂိုလ်တွေကပြူစားဖန်းစားတဲ့ပြောကောက်သွားကုရာတွင်တဲ့ဘလို့ပုံကိုယ်တွေကိုခိုင်းစေနှိမ်နှင်းခိုင်းရင်အမြန်ဆုံးပျောက်ပါလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖတ်ပြပေးပါမယ်။ဝင်းတွင်ဆုံးအပါဝင်ဆုံးကဝေအောင်လန်းဘလူးတရေတပတ်ဥစ္စာဆောင်အဆရှိသည်တို့ဖန်းစားနှောက်ယှက်ထားသောပြောကများကိုကုသရာတွင်ဂန္ဓပနတ်များဂုံမန်များနဂါးများရက်ခဘလူးများကိုခိုင်းစေနှိမ်နှင်းစေခြင်းအပြင်အမြန်ဆုံးပျောက်ကင်းပါစေတဲ့ဗျာ။သူဝသရီမေတော်ကြီးသည်မာလိကတန်စာဆင်မြန်းထားသောအထက်နတ်သမီးကြီးဖြစ်ပေသည်အထက်နှများထိုင်ပါကဘုံဗိမှန်ပေါက်ရမည်ဖြစ်၍လူပြေတွင်မတ်တက်ရက်လျက်နေသည်ဟင်းသာကိုမစီပါပိဋကတ်သုံးပုံကိုစောင်းလျှောက်သည်ဟင်းသာစီသောမေတော်မှအရှိမေတော်ဟုအဖဆရာကြီးများမိန့်ရပူပါသည်အမေသူဝသရီမေတော်မြတ်ကြီးသည်ပိဋကတ်သုံးပုံပိုင်တာမဟုတ်ပါဘူးခင်ဗျာစောင့်ရှောက်တာပါပိဋကတ်သုံးပုံစောင့်ရှောက်သောဉာဏ်အမျှော်မြင်ကြီးသောနတ်သမီးတစ်ပါးဖြစ်ပါတယ်ခင်ဗျာအချို့ကပြောကြတာကပိဋကတ်သုံးပုံကိုပိုင်အောင်ပါလဲပေါ့နော်အဲ့ဒါမဟုတ်ပါဘူးဗျာပိုင်တာမဟုတ်ပါဘူးပိဋကတ်သုံးပုံစောင့်ရှောက်တာပါပိယံနှစ်သက်မြတ်နိုးချစ်ခင်ခြင်းလာဗံလက်လာပါများတိုးဝါခြင်းညာနံဉာဏ်ပညာထက်မြက်ခြင်းဆိုသောတကူသုံးမျိုးကိုပေးစွမ်းနိုင်စွမ်းရှိသည်ဂိုင်းဝင်ဆရာမများကိုသူဝတရီမေတော်ကြီးကိုယ်တိုင်စောင့်ရှောက်သည့်အတွက်ဖော်ပြပါတကူသုံးမျိုးကိုရှောက်ထားတောင်းခံအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်အဖဆရာဦးလိုင်နေဝင်းမိဆရာမဒေါ်စင်ဝါတို့၏သားသမီးဆရာခိုင်ကိုတင်မဲဖြစ်ပါတယ်ကျွန်တော်အခုဖတ်ပြပေးမယ့်အကြောင်းအရာလေးကကျွန်တော်တို့နုနယ်သေးသောရွှေညောပညာညီကိုမောင်နှမများနှင့်တကွရွှေညောပညာအားချစ်ခင်ရေးလေးလာကြကုန်သောမိတ်ဆွေများအတွက်ပညာမျှဝေခြင်းသာဖြစ်ပါတယ်ကျွန်တော်အခုဖတ်ပြပေးမယ့်အကြောင်းအရာလေးကဆုံးကဝေအောက်လန်းဘလူးတရေတပတ်ဥစ္စာဆောင်ထိုပုဂ္ဂိုလ်တွေကပြူစားဖန်းစားတဲ့ပြောကောက်သွားကုရာတွင်တဲ့ဘလို့ပုဂ္ဂိုလ်တွေကိုခိုင်းစေနှိမ်နှင်းခိုင်းရင်အမြန်ဆုံးပျောက်ပါလဲဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဖတ်ပြပေးပါမယ်ဝင်းတွင်ဆုံးအပါဝင်ဆုံးကဝေအောင်လန်းဘလူးတရေတပတ်